အာလုံးသောစိတ်ရွှေကိုငေါကိုဣဒ္ဓမှာနေထိုင်ကြသောစိတ်ရွှေကိုငေါကိုဣဒ္ဓမှာတရားဘောနာပွားများအားထုတ်နေကြသောတရားဓမ္မပေါင်းကိုယ်စိတ်နှပြဒုက္ခာမြတ်ပြည့်စုံကြသည်ဖြစ်ကြ၏ဟုတ်အာမတိဣတိနာသာယေဝသံဃာကံဘောဓတိကံမာယာတမိလောကဘဂဝါယံဒီကာဒီဝတိဝိယံပိအာမတိဣတိနာသာယေဝသံဃာကံဘောဓတိကံမာယာတမိလောကဘဂဝါယံဒီကာဒီဝတိတတိယပိအာမတိဣတိနာသာယေဝသံဃာကံဘောဓတိကံမာယာတမိလောကဘဂဝါယံဒီကာဒီဝတိသာမနာဝိကံဝိကာနမောတတ္တဘဂဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓါဒုတိယမိဘုရားရဏဝိဇ္ဇာမိဒုတိယမိဓမ္မရဏဝိဇ္ဇာမိဒုတိယမိဓမ္မရဏဝိဇ္ဇာမိဒုတိယမိဘုရားရဏဝိဇ္ဇာဒုတိယမိဓမ္မရဏဝိဇ္ဇာဒုတိယမိဓမ္မရဏဝိဇ္ဇာတတိယမိဘုရားရဏဝိဇ္ဇာမိတတိယမိဓမ္မရဏဝိဇ္ဇာမိတတိယမိဓမ္မရဏဝိဇ္ဇာမိဘုရားဥစ္စာ
ဒီနံဒီဘုံညာအာရယညာဘာဟုနာတိညာနိဗ္ဗာန်တာပိစိယောဟောတုဣရဏိနာအင်္ဂသမနာယနာသာယုံတေဘောအာဘဝယေယနာမတိကာ Ora, Hả? ora di me. Ora. Angaro sinya sawa no. Insomma, Sawa. Sawa insomma sia tamai soi. Sia tamai insomma sawa. Aro yogi insomma karamai iya. Ya ni ya ada. Buddha Guru Anando, no, Jayati. Dhamma Guru Anando, Jayati. Nara Guru Anando, Dhamma Guru Guru. Madhavi Guru Anando, Amivayati. Acharya Guru Anando, Siyadavayati Guru Anando Ananda Mavadema. Adriya Guru Anando Pano, no? Anu Yogi Yogi Jagari Kamari Tija. Nada Shama Yimasani Ananda Mamu, no? When you read, when Mamu Tom, and Buddha Guru Anando Diajidu, Dhamma Guru Anando Diajidu. Dhamma Guru Anando, Dhamma Guru Anando, Madhavi Guru Anando, Amiva Yadidu, Acharya Guru Anando, Siyadavaya Yadidu, Madhavi Guru Anando, no, Amiva Yadidu, Nimu Yogi, Teni Shri Yadana, Yura Vida, 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 no. Adriya Guru Anando Tuhiyo, Siyadavaya Yadidu, Nimu Yogi, Teni Shri Yadana, Yura Vida, Nimu Siyadavaya Yadidu, Mahona Guru, no, Nando Nanda Dhamma Maha, Adi Nando Nanda Maha Maha. Noga, da, Yarana, Devi, Yarana, Dami Vajrajiya, Yarana Vajra, Devi Vajrajiya, Yarana Vajra, Desi. Siyarana, Niyarana, Aradesi, Dami Yarana, Da Yarana, Niyarana, Siyarana, Niyarana, Eda Desi, Yavudu. Now, They don't believe that Nina Dana General. They don't believe that Nina Dana General. They see never a young Yadana, Oda, Yana, Dama, Yana, Dama, Yana, no. Oda Yana, you said of the no, Dama Yana, you said of the Dama Yana, you said of the Hey, Yana Doma, Diga, Yana Brava, Oda Yana, Dama Yana, Dama Yana, no. Seyami Yanani, Buddha Buddha Yanana, Kana Kari Yanana, Hiva Hiva Hiva, Yana on Saunai, Nasikana, Buddha, Yana on Saunai, Nasikana, Buddha Yana, Seyami Yanani, Dhamma Dhamma Yanana,
ကရံကရတိကရဏခိပ္ပမေဝအတိတ်တုယံတိုင်းအောင်ဆောင်းအောင်နောက်စီရလာဓမ္မယရဏဉာဏ်နိယရဏနိတံဃာလဟယရဏနာကရံကရတိကရဏခိပ္ပမေဝအတိတ်တုယံတိုင်းအောင်ဆောင်းအောင်နောက်စီရလာတံဃာယရဏလောကီယရဏပြည့်ချက်နဲ့ယရဏဘုရားယရဏဓမ္မယရဏသံဃာယရဏပြန်ကြည့်ရအောင်နေနိုင်တယ်အခုအဲ့ဒါဒီလောကမှာဓမ္မရောဓမ္မရောဘုန်းကြီးရောဆရာတော်ရောပြန်နိုင်အောင်ဆောင်နိုင်ရောက်ရတာသိကြဘုရားယရဏဓမ္မယရဏသံဃာယရဏပြန်နိုင်အောင်ဆောင်နိုင်ရောက်ရတာအဲ့ဒီယရဏသူ့ကိုသိကြလို့လို့ရှိရင်အကျိုးပေးကြောင်းနော်နာပါတိတော်အာရုံတော်ယောဂီပြုတော်စနေကြာစီ၌အောင်မြင်နိုင်တော့စေနာမိယရဏနိဗုဒ္ဓယရဏနာကရံကရတိယရဏခိပမေဝသမေစိတုစေနာမိယရဏနိဓမ္မယရဏနာကရံကရတိယရဏခိပမေဝသမေစိတုစေနာမိယရဏနိသံဃာယရဏနာကရံကရတိယရဏခိပမေဝသမေစိတုယရဏသုံးပါးကိုကြကြကိုယ်ွယ်ကြကြစိကလို့ရှိကြာစီနဲ့အောင်မြင်နိုင်တယ်ဒါကဖြစ်ဖြစ်ဓမ္မပဲဖြစ်ဖြစ်သာဃာတော်အရှင်မြတ်ပဲဖြစ်ဖြစ်ယရဏသုံးပါးကြကြကိုယ်ွယ်လို့ရှိရင်စိတ်ဓာတ်ကအကျိုးပေးတာစိတ်ဓာတ်ကလောကမှာအကျိုးပေးတယ်ဆိုတာကစိတ်ဓာတ်ပဲစိတ်ဒီဒုတိယစိတ်နဲ့လည်းလူအောင်ကြစိတ်နဲ့လည်းလူထဲထဲရောက်နေအဲ့ဒါလေးပါတာနော်စိတ်ဒီဒုတိယစိတ်ဓာတ်ကအကျိုးပေးတာများသောအပြင်သာဝီရောသာမဏေကိုရောဝိမုထိုင်ရောအကုန်လုံးစိတ်ဓာတ်ကအကျိုးပေးတာနော်စိတ်ဒီဒုတိယစိတ်နဲ့လည်းလူအောင်ကြစိတ်နဲ့လည်းလူထဲထဲရောက်နေလိုက်ဆိုကြအောင်စိတ်ဒီဒုတိယစိတ်မြင်ရင်ပြုထတာရောက်တယ်စိတ်မြင်ရင်ပြုထတာရောက်တယ်စိတ်ဒီဒီဘုန်းကြီးတို့နံပါတ်1ကတော့စိတ်ကြတယ်နော်စိတ်ကြကယူပြီးတာနော်အဲ့ဒါကြောင့်ယရဏသုံးပါးကိုလက်ကကိုယ်ဝယ်လို့ရှိရင်ပြုပြည့်ခြင်းကြောင့်ဘောဂိကိစ္စရောလောကကိစ္စရောပေါင်းညံ့ကြောင်းနော်အဲ့ဒါကြောင့်ဘုရားဘုရားသာဃာတော်များယောမာပါတိယယောစေပါတိယယောအပေမကြစိတ်သာချဒေကြယောနာယောလက်ကြောင့်ဘုရားဘုရားယောမာသာဃာတော်များယောမာပါတိယယောစေပါတိယယောအပေမကြစိတ်သာချဒေကြယောနာယောဘုရားဘုရားယောသာဃာတော်များယောမာပါတိယယောစေပါတိယယောအပေမကြစိတ်သာချဒေကြယောနာယောဘုရားဘုရားယောသာဃာတော်များယောမာပါတိယယောအပေမကြစိတ်သာချဒေကြယောနာယောအာရုံတော်ဒီနေ့နာဂနိုင်ကြအခါမှာဒီလိုဒီကြပါတော့ဆရာဖြစ်ရဲ့အဲ့ကမှာဘာသာသိရတော့အရှင်နိုင်ဝဲတော့သာဝနာတေဇာဓမ္မသတိယသာဝနာရောဓိဘာနာဓမ္မသတိယပရိယတိတတ္တမဟိတဓမ္မသတိ
တိယဝိနည်းဝိလူဖြစ်တဲ့ဒီနေ့ပူဇော်ပွဲမှာအာလုံးသောဒီစေရှိကိုမောဂရိတာမာနေထိုင်ကြသောယောဂီသူတော်စင်အပေါင်းကိုယ်စိတ်နှပြကိုယ်စိတ်နှပြကိုယ်စိတ်နှပြချမ်းသာကြပါစေလို့ဘုန်းကြီးဟောဝါဒကနာညွှန်ကြားလိုက်ပါပေတော့တည်းခန္ဓာစီစဉ်တရားဘယ်လိုများဆရာတော်ဘုရားကြီးဆံမှာစပါးကခံပြီးဩဝါဒတရားနာကြားပြီးတဲ့နောက်အခမ်းအနားစီစဉ်နံပါတ်2အရာအလူရှင်ကျောင်းမကြီးတော်စုယူမွန်မှာဘယ်လိုများတတ်တော်ရှင်ဆရာတော်ဘုရားကြီးအားနဝကာမမြတ်စက္ကယူလန်းပြီးရန်ပကြားအပ်ပါတယ်တစ်ဆက်တည်းမှာပဲကျောင်းမကြီးတော်စုယူမွန်မှာဖြာပုံတေပင်သိဆရာတော်အားနဝကာမမြတ်စက္ကယူလန်းပြီးရန်ဖြစ်ပါတယ်တစ်ဆက်တည်းမှာပဲကျောင်းမကြီးတော်စုယူမွန်မှာဖြာပုံမင်းကျောင်းဆရာတော်ဘုရားအားစက္ကယူလန်းပြီးပါရန်ပကြားအပ်ပါတယ်ဆက်လက်၍ပလုံးမျိုးရော်တင်ရဲ့ညီမတို့မှာဘယ်လိုများဆရာတော်ဘုရားကြီးအားနဝကာမစက္ကယူလန်းပြီးရန်ပကြားအပ်ပါတယ်ဆက်လက်၍ဥလာအေဒေါမီစန်းကြီးသာသမီမိသားစုမှာမန္တလေးပြည်တရားဆရာတော်ဘုရားအားနဝကာမဒုက္ခစက္ကပြီးရောကြားအပ်ပါတယ်ဆက်လက်၍ပလုံးမျိုးတော်တင်မြတ်ညီမတို့မှာဆက်လက်ပြီးအာဘုကမန္တဆရာတော်ဘုရားအားနဝကာမမြတ်စက္ကယူလန်းပြီးရန်ပကြားအပ်ပါတယ်ဆက်လက်၍အကေဥံမီမိခင်တို့ကျန်တော်ကြီးပြီးတော့ကျောင်းမကြီးဒေါ်လာမောင်မတို့မှာဒီကျောင်းရဲ့ဗဒနာနာခဆရာတော်ဘုရားခံမှုနဝကာမမြတ်စက္ကယူလန်းပြီးရန်ပကြားအပ်ပါတယ်ယောဂီသူတို့လည်းပေါင်းဆရာတော်ဘုရားပြန်လဲကြွားများတော်မူပါဖြစ်သည့်အတွက်မိမိတို့ရဲ့လူတန်းပေါ်ရများလူတန်းနိုင်ရန်နိဗ္ဗာန်ကျိုးမျိုးလေးနှုတ်ဆော်လိုက်ရပါတယ်